ကအခုမျိုးသမီးမဟုတ်ဘူးနော်အခုမျိုးသမီးကပါလက်လာတဲ့ခါပဲသူမဟုတ်ဘူးနော်တပည့်စဉ်းစားနေဟဲ့လားပြောနေအောင်ဘောနာကြီးမှာဘောအကြီးကောင်ဆိုတာကနာမည်ကဘယ်လိုလဲလင်းတဲ့နိုင်လားတပတ်ကြီးဖြစ်ခဲ့ပါတတောဘာလို့ကြီးပါဟုတ်လားကဲဖေဖေကတတောကိုဖိပြီးလိုက်ပြီဟုတ်လားတတောကဖေဖေရဲ့အတွက်မင်းနေလည်းထောင်ပြရလားဟုတ်လားတတောဟုတ်လားဟမ်အခုရဘယ်လိုကမန်တန်းပြရလဲအဲ့ဆိုဟမ်အခုတော့မကန်ရလို့ကြည့်အခုတော့မကန်ပြကြည့်နေလို့လေကဲအဲ့ဆိုလို့ရှိရင်ကိုကြီးဟုတ်တယ်နော်ဒီကိုကြီးရဲ့30လေးမျိုးဝင်နေတာတတလေးတက်နေတာကဲခုနိုင်မှလေးပြောဆိုချွေးလဲစာလေးတွေနဲ့ဆိုတော့ကိုကြီးသူ့ရဲ့မှာဒါသူကတော့အလုံးမလုံးနိုင်သေးဘူးနော်နေသေးတာအဲ့တော့ကိုကြီးဘယ်လိုဖြစ်မယ်ထင်လဲကဲဒီကကိုကြီးကိုကြောတဲ့တိုင်ကြောတဲ့ပြည်ကြီးကအဖေမိသားချမ်းသာမနာနဲ့အမေဒီကိုကြီးခါရှိရပြီးတော့တတဟုတ်လားဆရာရဲ့ပတ်စံနဲ့သူ့ပြီးတော့ဟုတ်လားကဲကိုကြီးက तू ကတတတော်တဲ့ထဲမှာပါတယ်ဟဲ့လားတိုင်းနေရောဘာရောမှာ तू ကစုတွေမှာအများကြီးပဲရထားတာအဲ့စုရတဲ့ပတ်စံလေးတွေကိုတဲ့ तू ကမသုံးမင်းနဲ့လေကိုကြီးတို့မွေးနေ့မှာမှတ်တရဖြစ်အောင်လို့ဆိုပြီးတော့ကိတ်ကလေးရဲ့ပန်းစီလေးရဲ့ကိုတတချင်းတက်နိုင်တာဖေဖေကို surprise တိုင်းလိုက်လားဟဲ့လားဖေဖေတန်းစီရဲ့ကျန်မမစကားလွတ်သွားတာဘာလို့ဖြစ်ပလဲဖေဖေပြောလိုက်တာကိုအဲ့လာရင်းပြီးသွားတယ်ဟဲ့လားကိုကြီးအဲ့လာကိုသိသွားလားအဲ့လိုမဟုတ်ဘူးမိုင်းသူနေတာလို့ပြောနေရတယ်လေသူကဟာဒီကောင်အဲ့လိုမလုပ်ပြီးနေဟဲ့လားတော့ဝဒနာပါတယ်အဲ့လိုငလေးလုပ်ပြီးတင်နေကဲဟုတ်ပြီလားအဲ့ဆိုလို့ရှိရင်ဟုတ်တယ်ဒီမောင်လေးကကဲငငယ်ရွယ်ရွယ်နဲ့ဟဲ့လားရှာပြီကဲအဲ့တော့ကျတော့ခုနပြောသလိုပဲတတကသူ့ရမခုရတာတိုင်းနယ်ပြည်နယ်ကြီးထိကိုရတာခင်နော်တတစားတော့တယ်ဟဲ့လားလိမ္မာတဲ့တတလေးပွားဆိုခုထင်ကတော့အကုနေရဟဲ့လားခုခရကအကုနေရကြီးဟဲ့လားတတသူ့ရမမိုးဘိုးလေးတွေစုပြီးတော့ရဲစုရတဲ့ပတ်သက်လေးတွေစုပြီးတော့ရဲအကိုကြီးကိုလူလေးကြောလိုက်တာကဲအဲ့တော့ကျတတဖေဖေကိုဘာပြောချင်သေးလဲလုပ်ပြီးတဲ့တတဖေဖေကိုဘာဘလူးဖုတ်တယ်ဘယ်လောက်12နှစ်ထဲမှာပဲရှိသေးတယ်ဟုတ်တယ်နော်ဒါအကြီးဆုံးမလားအကြီးဆုံးလေးအဲ့တော့12နှစ်ကလေးလေးကဒါဘယ်လိုပဲဖြစ်ဖြစ်ကိုကြီးကိုဝင်းနေမှာမတ်တရားလေးဖြစ်သွားအောင်လို့ဒီလိုလေးစီစဉ်ပေးလိုက်တာ။နော်သူ့ရမှာခုနကပြောဆိုရှင်းနေတာဆိုတာတဲ့ပညာသင်စိတ်ကလေးတွေပေါ့နော်ပညာသင်စုလေးတွေကိုရရှိတဲ့ပညာသင်စုလေးတွေကိုစုပြီးတော့ဘိုးကြီးရထတော့တာ။ဟုတ်ပြီနော်။အဲ့ဒါတော့တတဘာပြောဆိုလေးဖြစ်တယ်။အော်တကယ်ချစ်လား။နောက်ထပ်လေဟုတ်တယ်ဒီချက်မကအများကြီးလုပ်ရအောင်မယ်တဲ့။ကဲအဲ့တော့ကိုကြီးရဲ့ရင်းရဲ့ခံစားချက်လေးအခါရဲ့ဘယ်လိုပြောမလဲညီမလေးလည်းကြုံမှုသမျှကတော့ဘယ်လိုပြောမလို့ဒီလိုငငယ်လေးတွေကနေပြီးတော့ဒီလိုလေးတိတက်တာတော့နိုင်လည်းလုံးမဖြစ်ဘူး။ဒါညီမလေးပြလည်းမအောင်ဆုံးပဲပေါ့နော်။ကလေးလေးကနေတိတက်တယ်ဆိုတာလေ။အဲ့ကိုရအောင်တသားလေးပေါ့။ဆက်လက်ထားတာကို။ဟုတ်တယ်ဗျာကျန်သားလေဒီနေ့ရေးရှိပါတယ်လို့ပြောတာ။ဒီနေ့ရေးရှိပါသေးလို့ပဲစတောင်းပြပါတယ်တဲ့နော်။တပည့်လည်းဒီနေ့ပို့ပြီးတော့ကျမရေးကောင်းပါပြီပေါ့နော်။ဟုတ်ပြီနော်။အားကြတော့တပည့်ကိုဘလို့ပြည့်တဲ့အနေနဲ့တသားလည်းတပည့်ကဒီနေ့လည်းရေးရှိပါတယ်လို့စတောင်းပြလိုက်တယ်နော်။ကဲကိုရအောင်ဒီနေ့ခါလက်ချက်ပြဒါပဲလား။ရမယ်။ပြောစရာတော့အများကြီးပဲအများကြီးပဲတတအများကြီးရှိတယ်ဒါပေမဲ့ထွေထူးတော့ပြောစရာတော့မလိုပါဘူးကလေးတက်ကူတဲ့လိမ္မာပြီးသားလေနော်ကလေးတက်ကူတဲ့လိမ္မာပြီးသားဆိုကဲအဲ့ဒါကြတော့မတင်ဘာတာဘလို့လဲပြောတခုခုလာပို့တာကိုကြီးကိုလာပို့တာကိုကြီးမတင်ကိုပဲထင်နေတယ်ကဲမိမမရိုရာတဲ့ကိုကြီးတင်းပေးလိုက်အောင်ဟမ်မိမရိုရာတစ်ခေါက်လောက်တော့လက်ခံခြင်းသေးလားဒီကဲတစ်ခေါက်ကလည်းတပည့်ရနော်တပည့်အဲ့တော့လည်းမသိလို့ပဲထင်တယ်မိမမရိုးရသေးဘူးလေကဲမသိလို့နိုင်ရှင်းခေါ်လိုက်ပြီမသိရင်အဲ့တော့ဘယ်လိုလုပ်မလဲကိုမိမရိုးရခိုင်ချင်သေးလားပြည့်စုံနေပြီလားတပည့်တွေတားနေနေတယ်အဲ့တော့ထွေးထူးမပြောတော့လားဟုတ်ပြောပါတော့ဒါလိမ္မာပါကျွန်တော်ဒါလိမ္မာပါတယ်တဲ့လိမ္မာကြည့်ပြီပါနော်ဟုတ်ပြီနော်ကဲဟုတ်ပါပြီကြအဲ့ဒါကြတော့နေမကိုအိတ်နေတဲ့သူလဲစကားကြိုင်ပြောတော့အကိုရုံမရလေတခုလောက်အကူညီတောင်းချင်တာလေမလေးကာနာလေးကိုခဏလာလိုက်ပြီးလို့ရလားဟုတ်နော်ခဏလေးညီမလေးတစ်ချက်လောက်ကာနာလေးခဏလေးကိုယ်ခဏလေးတစ်ချက်စီတော့ဘယ်အရှိအဘွက်တင်ဟိုကိတ်ဒါဘာမှတော့မဟုတ်ပါဘူးဆက်လာတော့တတိယအဖြစ်တဲ့အားလေးတော့ပြဝန်တာလည်းပေါ့နော်ခြားရကွာလုပ်ပြရဟုတ်ညနေနေနေပါလားငါ့သားချင်နေမှောင်းနေဟုတ်ကဲ့နော်အခုညီမလေးဘာလို့ကာနာခေါ်လာလဲမသိဒီလေကိုရလိုက်ဆိုလေလိုက်လာပဲလိုက်လာပဲလားဘာလို့ခေါ်လာလဲမသိတသားပေးတာကိတ်မုံရပန်းစီရပြီးပြီဘာမှမကြမ်းတော့တာဘာမှမကြမ်းတော့ငါဘာလို့ခေါ်လာလဲဒီဆိုင်မှာအဲ့ဒါကိုမဲကြည့်အောင်မယ်အပေါ်မှာစစ်စစ်တဲပြီးလာကိုဘာကြောက်မှထင်လဲသိနေနိုင်တသားလေစစ်စစ်အတွက်ကြော်တာလေဟိုငွေသား2သိန်းနော်ငွေသား2သိန်းနဲ့ကိတ်မုံကြီးနဲ့မှာနော်တခြားဘာမှားထားသေးတယ်မမှားတော့ဘူးအဲ့ဒါဘိုင်းရလဲကိုကြီးအတွက်ပဲဟုတ်သိတော့လားကဲအဲ့ဒါဆိုလို့ရှိရင်ဘိုင်းကိုတစ်ချက်လောက်လှိုက်ကြည့်ပေးပါဦးဒါလေးဖြစ်မယ်ထင်လို့ဩဟုတ်
ဟုတ်ပါတယ်အကိုကြီးတို့ပဲငွေသားပန်းစီကဲအဲ့ဒါလက်ခံပေးပါကဲဒါဗလားမားသားလည်းနောက်ကထစ်ကြည့်ပေးကုန်ကိုကဲမားသားကြီးလားမတင်လားရန်ကုန်ကမျိုးတွေလားကဲအဲ့ဒါဆိုရင်တော့တယောက်ယောက်ပဲကိုရဘယ်လောက်တုံးရင်မေးကြည့်ပြောကြည့်အောင်ကိုတစ်ခါ9000နဲ့နေကိုဟာတတ်ကိစ္စပြီးသွားရော ဒီငါးလေး အဲ့ဒါပြန်သွားလိုက်တော့လင်းကားလေးဆိုပြန်သွားလိုက်လက်ပြမယ်တင်တော့အဲ့ဒါကောင်းစားအောင်လုပ်လိုက်အောင်မယ်ကဲဒီဖြစ်မယ်တင်တော့ကဲကိုကြီးအဲ့ဒါဘယ်လောက်တုံးဆိုတော့ကိုညီမလေးပြောလိုက်မယ်ရွက်100အဲ့100ဆိုတော့10သိန်းကဲအဲ့တော့ကိုကြီးကမှ30လေးပြည့်မွေးနေမှာ10သိန်းအမတ်100လက်ဆောင်ပေးမယ်သူကဘသူတွေရှိလဲဓမ္မစင်ကားလေးရတော့သူဖြစ်နိုင်မှာလဲခင်ဗျာကဲမသိလားလို့မတတ်တော့သိလားတော့ဘူးလားလောက်ပါဦးနေတော့တစ်ချက်ထင်းတဲ့လူတစ်ချက်လောက်ပဲပြောလိုက်တော့ မော်လူကညီမနမိုင်းပြင်မပြင်နေနေ ဟုတ်တယ်ဒီတော့ကောင်တန်းသွားပြီအကိုကြီးချင်းကြီးတဲ့ကိုကြီးရဲ့မျိုးသမီးဟုတ်ပြီနော်မတ်တလာဒီဘက်လားအဲ့လိုရှိသေးကြသွားပြီဒီတော့ကတော့ဒီတော့ကရိုမက်တစ်ရိုထဲမှာမသက်ပါသွားပြီဟုတ်တယ်နော်အကိုကြီးဟုတ်တယ်ဒါအကိုကြီးမှာ34နှစ်ပြည့်မွေးနေမှာဒါချစ်လာတဲ့ဇနီးလက်တူးမော်ကဒီမှာသူ့ကိုငွေသား10သိန်းနဲ့အကိုကြီးတို့ဒါမွေးနေ့လက်ဆောင်ပေးတာနော်အဲ့ဒါတော့သူကတော့သူ့ရဲ့မှာအကိုကြီးတို့မွေးနေ့စူတောင်းလေးကတော့အထွေထူးတော့မရှိပါဘူးတဲ့ဒါပေမဲ့အကိုကြီးဒီချက်ပို့ပြီးတော့စင်စင်မမပျော်ပျော်ရွှင်ရွှင်နဲ့ဒီကားစုပေါ်ဒီချက်ပို့ပြီးတော့ဆောက်ရှောက်နိုင်ပါစီတဲ့ကျမ်းမာရေးကိုလည်းအချိုးတူးဆိုင်ပါတဲ့ဟုတ်ကိုသူကတော့အထွေထူးတော့မှာကြမရှိပါဘူးဆိုကားလေးမှလေးလည်းဝှေ့ထားပြီးသားဟုတ်နော်ကိုကြီးကလည်းအင်နာဦးကြီးကပြီးသားဆိုတာဖြစ်တဲ့အတွက်အထွေထူးတော့သူကတော့ပြောစရာမရှိပါဘူးတဲ့ဒါပေမဲ့အဓိကကျမ်းမာရေးတွေပေါ့နော်လည်းတဲ့အပါလေးဖြစ်တာတော့ကျမ်းမာရေးတွေစကားပြောလာတာဖြစ်တဲ့အတွက်ကျမ်းမာရေးတွေကိုတော့ဂရုစိုက်ပေးပါတဲ့ကျမ်းမာရေးတွေစိုက်မှလည်းမိသားစုပေါ်တစ်ချက်ပြီးတော့ဂရုစိုက်နေတယ်ဟုတ်ဟုတ်တယ်မလားအဲ့တော့ကျတော့ဒီတခါ surprise ရဲ့မမတင်ပါသွားပါပြီရှင်ကဲအဲ့တော့ကိုအပြောဝင်မလဲအောင်မပြောတယ်ဘာလို့မြန်တယ်လို့မပြောတယ်မအောင်ကြည့်ပြောတယ်ဘူးလားအဲ့တော့ကိုရအောင်ကဲအဲ့လိုချင်းကိုရတော့လို့သူလို့တွေညားသွားတယ်တဲ့နောက်ဆုံးပိတ်တော့ news လေးကိုပဲတစ်ချာလို့လုပ်လိုက်တယ်ပေါ့ဟုတ်လားအဲ့လိုတစ်ခါကလုံးဝသိချင်းတက်နေတယ်ပေါ့မွေးနေဆိုတော့ကဲအဲ့တော့ဒီမှာဒီနေ့ကဒါလေးဒီကနေ့ပါတစ်ချက်လောက်ပြောပြမပြောတယ်ဘူးလို့မလို့ပြောတာဘူးခုနကစောင်းတော့မပြောတယ်ဘူးဒီမှာလည်းလွတ်လိုက်မယ်လေဒါကြောင့်ဒီနေ့ဆိုတာပြောမှဖြစ်မယ်ဒီဒီမှာဟိုလိမ္မာမပေါ်တယ်နော်လိမ္မာမပေါ်တယ်ဟုတ်ပါပြီကဲလိမ္မာပါဆိုကိုရသူ့တဲ့ထဲမှာဘာလို့ဖြစ်မှာလဲမပါဘူးဟုတ်ပါပြီကဲကျွန်တော်ဒီမင်းရစားပြီးတော့ဒီကြမှာကိုချမ်းသာတယ်ကိုပေါ်မှာဒီသားစုတစ်ချက်ပို့ပြီးတော့လဲဝိုင်းရည်တက်ပြီးတော့ဘာမှကြမ်းမှရည်လည်းအောင်ပြီးတော့အောင်နေတဲ့ဒီသားစု